စချတဲ့အားလို့ခင်ဗျာဒီနေ့ကောင်းရတော့ level 900ဖမ်းပြပေးဘာလီလဲကွာမဟုတ်သေးဘူးလို့ okay စတာပါဒီဗီဒီယိုနဲ့ပို့လာရှိပြီကြောက်တော့ဒီနေ့ဗီဒီယိုမှာတော့ level 900ကြီး level 1500ကိုတွားသွားဖြစ်ပါတယ်ဒီနေရာမှာပြောတဲ့တကူရှိတာတော့ဒီဗီဒီယိုမှာဘာမရှင်ဘာယူနီးမှမရှိပါဘူးကျွန်တော်ယူနီးတွေကိုတိတက်ခွဲပြီးတော့တင်ပေးပါမယ်ကျွန်တော်ဒီမှာလောက်သွားတာဘာရှိလဲဆိုတော့ go with 3လောက်တာနဲ့ main with 3လောက်တာလောက်ပဲရှိပါတယ်ပြီးလို့ရှိရင် share color တေးပေါ့နော်အဲ့ဒါนี่ကျွန်တော်တို့ဝီတူးတင်တာဒါပဲရှိပါတယ် coffee color တေးရ share color တွေကိုလည်းပဲတင်တာဟာပြောနာလောက်ပဲရှိပါတယ် so ဒါဆိုရင် level လေးကိုတော့ fan ရအောင်ဒီဗီဒီယိုမှာကျွန်တော်ရဲ့တန်ပါတာတော့နည်းမယ်ဗျာဘာဖြစ်လဲဆိုတော့ level 5နဲ့ဗီဒီယိုမှာကျွန်တော်ရဲ့တန်အီကိုမြန်မာလိုမထိုင်စားချင်ဘူးတကယ်တော့လူဝါကြီးရည်စရာကြီးပါဗျာတချင်းလေးနဲ့ပဲဟဲမယ် let's go ချင်းလေးနဲ့မဟဲခင်မှာကျွန်တော်ဗုဒ္ဓဖလူပေးသွားပြီးတော့ဗုဒ္ဓဝီတူးပါတခါလဲတင်ပေးသွားတယ်ဘလို့မောက်ရင်ဘောနော်ကျွန်တော်ရင်လားရင်လို့ခေါ်ပါတယ်ဒါသူ့ရဲ့ Telegram user လေးပေါ့နော်ဒီဗလာဒီညီလေးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ခုလိုလုပ်ပေးသွားတယ်ဒါပေမဲ့ဒီဗီဒီယိုကလေးတွေကတော်တော်ကြာပြီကျွန်တော်တို့ဟိုးရှိတပန်းလုံးနဲ့ဒီလာစားမဟုတ်ဘူးနော်ဟိုရှိတလ25ရက်လောက်ကနေပြီးတော့ကျွန်တော်ဒီ level 1 new mail ဒီ second scene မှာတာယာရောပေါ့နော်ကျွန်တော်လည်းဒီဗီဒီယိုကိုကျွန်တော်တို့တရက်တပုတ်တင်ချင်တယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဘာဖြစ်လဲဆိုတော့ဆင်မပြေဘူးကြာတရက်တပုတ်ကြတော့ကျွန်တော်တပန်းမှာ2ပုတ်လောက်တော့တင်ဖြစ်အောင်စူးစမ်းပါမယ်ကျွန်တော်ရဲ့ channel လေးပေါ့နော်ပြန်လွှမ်းပါမယ်ကောင်းလေးဒါနဲ့ဘလို့တို့တခုပြောတယ်ရှိတာကျွန်တော်ရဲ့ channel ကအခုမှ SA channel လို့ပြင်နေတာမဟုတ်ဘလို့တို့နေဆက်ပြီးမှဆို like ပေးတော့ဗီဒီယိုဆောင်းကြည့်ဖို့ပြောချင်ပါတယ်ပြောတောင်းဆိုချင်ပါတယ်ကျဲ comment နဲ့ဆင်ပြေတခုရေးသွားပေးလို့ရပါတယ်ဆိုဒါကတော့သူဘိုးဒဖူပေးထားတာပေါ့နော်ကျွန်တော်ဒီထွေးတဲ့ဘက်ကိုလည်းနည်းနည်းကြော်လိုက်မယ်လွှိထိုက်တဲ့ဘက်ကိုတော့ချက်သွားရအောင်လွှိကိုလည်းကျွန်တော်သူဆိုလိုပဲတိုက်ပြီးခဲ့တယ်ဗျစားကြပါဦးခင်ဗျာဒါလေးရတာဘိုးဒဖူဖြစ်ပါတယ်ယမ်မီညောင်ဘိုးဒါတွေကချစ်စရာတွေဗျကျွန်တော်ဒါလည်းမလို့ကျွန်တော်သူ့ကိုစားလိုက်ပါတော့မယ်ဟေးစားကြပါဦးခင်ဗျာဒါကဘိုးဒဖူဖြစ်ပါတယ်ဘိုးဒါဖူရပြီးသွားတာနဲ့ကျွန်တော်လွှေးကိုတခါလဲတိုက်ခိုက်လိုက်ပါတယ်သူဆိုလိုနိုင်တယ်လို့တော့ပြောပါတယ်ဒါပေမဲ့လွယ်နိုင်ပါတယ်ဆိုလိုကတော့ဘာဖြစ်လဲသူကကြည့်လို့ပြကျွန်တော်တို့ဘိုးဒါဝီတူကျွန်တော်တို့ရှက်ပါတယ်ကျွန်တော်တို့အဲဒီ5စတိုင်တွေကကျွန်တော်တို့ကောင်းသားတွေကြီး we4 ရှိရဆိုတော့ AC နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုကိုကြော်လိုက်ပါမယ်ဆိုကျွန်တော်တို့လွှေးရတော့ပြီးသွားပြီကျွန်တော်ပြောပါတယ်နိုင်ပါတယ်လို့ limit မှာပြီးသွားတာဒါပေမဲ့ fuck မတဲ့ထောင်ရတဲ့ AC ပဲကျွန်တော်တို့ဒီမှာ weekend လွှဲလိုက်ရအောင်ဘာမှမဟုတ်ဆို weekend နေတယ်ESK ကျဲပိုးတာမှာ ESK ပဲလို့လားကျန်တာဘာမလို့ level 5မယ်ဆိုရင်တော့ပေါ့နော် level 200တိတင်ရင်တော့ကောင်းတာပါစပန်လို့ကောင်းတယ် yes ပိုးတာဝီတူရပြီဒါဆိုရင်ကျွန်တော်တို့ level ကိုတချင်းလေးနဲ့ဘာတချင်းကြိုက်လဲရဘလို့တို့ banana တချင်းရော let's go so ဒီဗီဒီယိုကလေးတွေကကျွန်တော် live stream နေတော့ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုကလေးတွေဖြစ်ပါတယ်ဘလို့အနေနဲ့ကျွန်တော် channel ပါတခါတလေ live stream လာကြည့်လို့ရပါတယ်ကျွန်တော်စိတ်ကူးပေါအောင်ရင်တော့လွှဲတာပေါ့နော် okay yes ဘောတိုင်တော့နောက်တဲ့ဘာမဲလို့ရှိုးဒါကတော့ကျွန်တော် loud shot ရသွားပြီပေါ့နော်တန်ကျွန်တော်တို့ diamond စီက long shot ရသွားပြီကောင်းလားဆိုတော့မကောင်းပါဘူးဒါပေမဲ့လည်း shot တဲ့ချောင်းပို့တာတော့ကောင်းပါတယ် yes ရိုးဒါတော့ကျွန်တော်တို့တင်းပေါ်တဲ့ဘို့လာတက်လာပြပါတယ်ဘာမှတော့မရဘူးဘလို့လို့နေကျွန်တော်ဒီနေရာပြောတဲ့တခုရှိတာကတော့ဒီကောင် level 1000မပြီးမချင်းလာမတက်ပါနဲ့ဘာမရပါဘူးဒါကတော့ကျွန်တော်ဒီ fancy ဆိုတဲ့ဒီကျွန်တော်ဒီတရားဝတ်တယ်ကျွန်တော် giddy sorry တရားကျွန်တော် full လာပြီးသွားပြပါတယ် fan of full ပေါ့နော်ကျွန်တော်တမျက်တိုက်ထားတာဒီကျွန်တော်ဘယ်သူမှမသိဘူးကျွန်တော်တမျက်တိုက်ထားတာသူတို့မှာဟေးကျွန်တော် CP နဲ့ကောင်တက်ပြီးသွားတာနဲ့ကျွန်တော်တို့ဒီစက်ရုံတွေပေါ်လာတယ်ဗောနော်ကျွန်တော်တို့အဲ့ဒီစက်ရုံကြီးကျွန်တော်ဝင်ဖြိုးခဲ့ပါတယ်ကျွန်တော် X ကျွန်တော်တို့ speed နဲ့စတင်ထားလို့ဗောနော် yes ဖြိုးလိုက်အောင်
ကျွန်တော်အဲ့ဒါလည်းပဲကျွန်တော်ဘောရှောက်ပတ်လိုက်တာကျွန်တော်ဒီမှာကီးတစ်ခုရတယ်ဒီကီးကကျွန်တော်လွယ်ကူကူရဲ့ကီးမဟုတ်ဘူးဒီကောင်ကကျွန်တော်တွေ death step ပေါ့နော် death step ဟုတ်တယ်အဲ့ကောင်ဝီတူတင်တာဟုတ်တယ်ဒီတကားဖွေးဖို့အတွက် yeah death step ဝီတူပေါ့နော်အဲ့ဒါနောက်ကြမှာပဲကျွန်တော်တင်ပြီးပါမယ် so နော်ဒီဗီဒီယိုကလေးတွေနောက်ထပ်တက်ကြည့်အောင် let's go okay ဒါကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရှက်ကလာလေးလာဝထားပါတော့เนาะကျွန်တော်တို့ဝါလကီလို့တယ်ပတ်စံ20နံပါတ်5တန်ဖက်ဘန်9000 yeah ရှက်ကလာတေးကျွန်တော်တို့ကော်ဖူကလာတေးတယ်အများကြီးကောင်းတယ် yeah ကျွန်တော်တို့ level 7 file let's go ဒါတော့ကျွန်တော်တို့ကြင်ဘပန်းပေါ့နော်ကျွန်တော်တို့ဆက်ကကြောင်မတခါဘလော့ဘူးဆိုတဲ့ကောက်တန်ကောင်းပြီးတော့ကော်တိုဖူကောက်ရလို့ကျွန်တော်လာပေးတာဖြစ်ပါတယ် yeah အဲ့လိုနဲ့ပဲကော်တိုဖူပေးပြီးတော့ကျွန်တော် level များများတက်အောင်ဆိုပြီးတော့ကျွန်တော်ဒီ log ပေါ်ပေါ့နော်အဲ့ဒီ log ပေါ်အဲ့ဒီပေါ်ကျွန်တော်ဒီမှာ9កောင်တော့ဒီလာခဲ့ပါတယ် โอเคအဲ့လို raw ball တွေတပိုးတာပြီးနောက်ပိုင်းမှာကျွန်တော်အာမနာတဲ့ပြင်ကျွန်တော်နောက်ထပ်ဒေါ်ဖူးတလို့တမြတ်တက်ခဲ့ပါတယ်ဒါကတော့သူပေးတာပေါ့နော်အဲ့ဒါကပေးတာဟေးကျွန်တော်တမြတ်တက်တာမဟုတ်ဘူးဒါကျွန်တော်ရဲ့ပါတယ်ဘာဟိုတော့လွမ်းပဲဘူးကိုကျွန်တော်ဟိုလွမ်းပဲဘူးကြိုက်ထားတာတားလဲလို့သူကိုကျွန်တော်တမြတ်ပြန်တက်တာဖြစ်ပါတယ် yeah နောက်တဲ့ဒီ banana ဆိုတဲ့ plata ကလည်းကျွန်တော် spirit ပေးသွားပါတယ်ကျေးဇူးတင်ပါတယ်ဒါကတော့ပါမှမဟုတ်ဘူးသူတို့နှစ်ယောက်လက်သားနဲ့ကျွန်တော် Malkia တော့လို့တူတူမှကျွန်တော်တမြတ်ပြန်တိုက်တာဖြစ်ပါတယ်ဒီခုနဲ့မျက်နှာရတဲ့မမရေခဏလေလာပြီးမောင်ရင်ဝင်နေကိုအချင်နာတွေသူပေးသွားတယ်လေခဏပျော်ရွှင်မှုကိုစိတ်လူကိုလိုက်ကဘယ်မှလို့ယူခဲ့မိပြီလေကျွန်တော်တဲကခံစားရတဲ့မမရေကြွေကြလို့မြေခါလို့နေကျွန်တော်မြဲရေခံစားရတာကျွန်တော်ဖြစ်ပါရှင်ခွင့်မတက်ခံစားရတာကျွန်တော်ချစ်ပါမမရေလွန်ရပြီလေကျွန်တော်လွန်လုံးကိုရတော့မယ်မမရေYo ကျွန်တော်နောက်ဆုံးတော့ level 1000ကပြီးခဲ့ပါပြီ။နာကြီးဘလန်နာကြီးလဲဆိုတော့နာကြီး20လောက်တော့ဆော့ခဲ့ပါတယ်။ ACB 29မရှိလို့ပါ။ကျွန်တော်တို့တော်တော်လေးဟိုကြာသွားခဲ့ပါပြီ။ဒါကြောင့်မလို့ကျွန်တော်တက်စီတဲ့တော်တော်သွားချင်နေပြီဗျာ။အဲ့ဒါကြောင့်ကျွန်တော်တက်စီကိုဘာမှမပြောတော့ machine ရဲ့ကိုလုပ်ပြီးသွားပြီဗျာနောက်ဆုံးအနေနဲ့ second မှာဖူးတခုလောက်ဖောက်လိုက်ကြည့်ဦးမယ်။ဘာဖူးပေးတယ်မင်းကောင်း
ဟာလော့ဖူဗျဟာချေတွေပေးသွားတာသူကစကက်စီကနောက်ဆုံးထွက်တော့မလို့သူချေတွေပေးသွားတာဘလို့တော့ရမှာမဟုတ်ပါဘူးအဲ့ဒီချေတွေဘယ်တော့မှရဲโอเคကျွန်တော်တို့စကက်စီသွားဖို့ကျွန်တော်စကက်စီကိုတဲစီသွားဖို့ဆိုရင်ဘာမရှင်းမလို့ဆိုမဟုတ်ပါဘူးစကားသွားပြောပြီးတာနဲ့ဒီအင်တာကိုတိုက်ပြီးသွားတယ်သွားလို့ရပြီပေါ့နော်ဘလို့နေဒီလိုချောချောကြီးသွားခြင်းတော့ကျွန်တော်အရှိမသိထားခဲ့တဲ့ဗီဒီယိုလေးကိုသွားကြည့်လို့ရပါတယ်ဆိုသွားလိုက်အောင်တဲစီ let's go တဲစီသွားလို့ရတော့မယ်ဒီကောင်းအောင်ကျွန်တော်တို့ဒိုင်းမီနဲ့ငယ်ပေးရင်ရပါပြီလာစမ်းအဲ့လိုပေါ့နော်တွေးတက်ဝက်ကြိုက်သွားလို့ရှိရင်ရပါပြီအဲ့ဆို animation ပေါ်လာလိမ့်မယ် animation ကတော့ဒီဖုန်း mobile ဖုန်းမှာအဲ့လိုဒီမကောင်းဖုန်းပဲလောက်ပဲကောင်းကောင်းmobile ဖုန်းကဒီ animation ကသုတ်ပြက်လန်နေပဲ PC မှာ PC ရဲ့ laptop မှာပဲ animation ကောင်းကောင်းမြင်ရတာပေါ့နော်ဆိုဒီကောင်နဲ့ကောင်စောစောလေးချတာကိုဘယ်လိုတစ်ချက်လောက်ထိုက်ကြည့်လိုက်ဦးဗျအဲ့လိုလေကိုလုံးလုပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ green zone မှာရှိတဲ့ MVC နဲ့စကားသွားပြောပေးရမှာဗျအဲ့ကောင်စီကိုကျွန်တော်တစ်ချက်တော့သွားလိုက်ပါဦးမယ်ကျွန်တော်တို့ဒီနေရာအကောင်ပေါ့နော် yes ဒီနေရာအကောင်နဲ့စကားပြောလို့ရှိရင်သွားလို့ရပါပြီ let's go yo finally နိုင်20လောက်ဆော်ပြီးနောက်ပိုင်းမှာတော့တက်စီကိုရောက်ခဲ့ပါပြီဘလို့လို့နေနောက်တဲ့ဗီဒီယိုကြားလို့ရှိရင် level 1500နဲ့ V4 full gear ကိုယူပြပါမယ်ခိုးချေတိဗီဒီယိုကိုလက်ကြီးနေတော့ဘလို့ကစောချောကြီးတက်ရပါဆိုဗီဒီယိုဆောင်းကြည့်ပေးတဲ့တယောက်ချင်းချင်းကိုထူးပဲသိရှိပါတယ်စကားထင်ရင်လည်းခွင့်လို့ပါအားလိုပဲကျေးဇူးတင်ပါတယ်လို့ comment လေးတကြောင်တော့ရေးပေးခိုင်းကြပါသိလို့ရေးခိုင်းပါဘိုင်ဘိုင်